လို့သာတင်တယ်မှာပါမဘဝစနပ်ပုံမှာမင်းဘဝရွှေထုတ်ကုန်နေစုပ်အောင်လဲမပြုတ်ရပါရှင်လိုပါတယ်သူပါတော့လေမရှင်ဟောမှာဘူးချစ်စိုးတဲ့ကွာအစောရောင်စီးစိမ်ဆုံးကမောင်ပါကိုမေးလိုက်ခဲ့ရဲ့လူကပြည့်ရင်ပြမှာမောင်လေးမတွေးဝမှာ This is DJ Content 3.x Productions. မစိတ်သူတွေကရဲ့မဆိုးမေးကုန်ငယ်ဖြစ်နေမှာဆိုးအကြည့်ရနိုင်မှာဘူးကွယ်ရှူစိမ့်နိုင်မှာဘူးကွယ်ရှူစိမ့်နိုင်မှာဘူးကွယ်အကြည့်ရနိုင်မှာဘူးကွယ်ကောင်းခါကမငင်းလိုက်ပါနဲ့ပေးစားသူနဲ့ This is DJ Content 3.x Productions.